တိုက်လို့မင်းတို့ပဲကြည့်လိုက်တော့ကွာ YG နဲ့ဟိုနဲ့တွေ့ရပွဲကိုကြည့်လိုက်တော့ကွာအဲ့ဒါကောင်းတယ်ဆိုဘုံ experience ပါလား experience ပါလားအရှင်း knockout stage တွေတော့သူတို့တွေ aura နဲ့တေးတည်းဆိုရတဲ့အချိန်မှာသူတို့ကအတူတကွ knockout stage ကိုတက်လန်းနော်နောက်ကကနည်းနည်းလေးကျွန်တော်ပြန်ပြီးတော့စားသုံးပေးထားခဲ့ရဆိုတဲ့ခိုက်တက်မှာ aura gaming အနေနဲ့ဒါလှုပ်လေလေမြုပ်လေလေဆိုတဲ့အခြေအနေမျိုးနဲ့ပဲကျွန်တော်တို့ပြန်ပြီးတော့ကြုံတွေ့လာရတယ်ပေါ့နော်လေ gaming နဲ့ပိုင်းချတဲ့မြန်မာအသင်းနဲ့ရင်ဆိုင်ရတယ်ဆိုတဲ့အချက်ကတော့ aura gaming အတွက်နွန်တခုတွေကိုကြားနေတယ်လို့ပဲဗျာနော်ဒီတိုင်းလေးနေတော့သူတို့အနေနဲ့အဆင်ပြေတယ်သူတို့စပြီးတော့တခုခုလုံးမယ်တကယ်လို့မှားသွားရဆိုရင်တော့ဒါဟာနွန်တခုလိုပဲကိုလှုပ်တာနဲ့ပုံမြုပ်သွားမယ်ဆိုတဲ့အရာမျိုးလေးတော့ပြန်ပြီးတော့ကြုံတွေ့ရနိုင်တယ်ပေါ့နော်လူနာကတော့ 20 step ကိုအပြည့်အဝတော့ absorb လုပ်ထားသေးတယ်ဗျာအကယ်၍သာ Ionic Edge တွေ Transcendent Word တွေနဲ့ damage တွေကောင်းကောင်းလုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်ရားတယ်ဗျာဟန်လေးကျွန်တော်ဝေရဲလာခဲ့တာဗျာနော်ဆန်ချိုးကိုဝေလို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တကောင်နဲ့တော့တကောင်ပဲသူကအဲ့လိုကိုဝေလဲမဟုတ်ဒါပေမဲ့ကြားဗျာနော်လာလို့ရှိရင်တခါလေးကုန်းကိုက်ပြီးတော့တခါလေးဖျက်ရောက်သွားမှာအောက်မှာတော့ကျွန်တော် Minion Wave နဲ့သူတို့တက်လာပြီးတော့ကျွန်တော်နောက်တက်ထွက်လာမယ်လော်လေးကိုပဲသူတို့စောင့်မယ်တွေ့ Laning Phase ရတော့ကျွန်တော်ဒါနှစ်သင်းလုံးအနေနဲ့ second tower နေမရှိတော့ fair ဖြစ်သွားတယ်ခုနကကျွန်တော်တို့ဒါနောက်ဝတွေဘယ်ရောက်သွားလဲတော့မသိဘူးဗျာနော် device စားလိုက်ဒါတော့ငါတို့မြန်မာတင်းတော့ဒီပွဲပထမပွဲရှိုးရတဲ့ပွဲပဲဖြစ်ပါတယ်ကွာနောက်ပွဲကြည့်ပတ်တူပြမယ်ဒီနေ့တော့တော့ပဲ